လူမျိုးတွေလည်းကျွန်တော်တို့ရန်သူတို့သဘောမထားတော့ကရင်တွေလည်းမထားပါနဲ့ဒါပေမဲ့အခုဗမာပြည်မှာဖြစ်နေတာကဗမာနဲ့ကရင်နဲ့ပြဿနာလည်းမဟုတ်ဘူးတိုင်းသားနဲ့ဗမာနဲ့ဖြစ်နေတဲ့ပြဿနာလည်းမဟုတ်ဘူးဘာမဟုတ်တဲ့လူတစုအာဏာယူပြီးတော့တခါတဲ့တတ်မဲ့မောပြီးတော့ဝေစုခွဲနေတဲ့တိုင်းသားကိုနှိပ်စက်ပြီးတော့ဝေစုခွဲနေတဲ့ဥစ္စာတွေနော်မတမာလူတွေကြောင့်ဒီနေ့တိုင်းသားဒေသတွေမှာရောကရင်နယ်မှာရောအကုန်လုံးပြဿနာတွေကဖြစ်နေတာအဲဒါကြောင့်မလို့ဒါသူတို့ရဲ့နောက်ဆုံးချိန်ရောက်လာပြီတိုးတော့ကျွန်တော်ပြောချင်တာကအဲ့ဖော်နီတို့လိုကောင်မျိုးတွေသူတို့international ဘာနဲ့လာပြောတဲ့မင်းယူနေတာထော်နီမိကိုမင်း international ဘာနဲ့လာပြီးအကြောင်းပြရထင်တာကရင်တွေကယုံမယ်မိထင်တာကရင်တွေကနားမလည်ဘူးမိထင်တာဒီနေ့ကရင်တွေကကဘာလုံးမှာရှိနေကြတယ်ကဘာရဲ့ international ဖွဲ့စည်းပုံရဲ့ international ဒီရွေးကောက်တာတွေကဘလို့နီးလဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းသူတို့လှုပ်လာခဲ့တယ်ဒီကြားထဲမှာ soft copy ဆိုတဲ့ကောင်လည်းအမေရိကန်မှာသူတောင်းစရာဘာညာဆိုပြီးတော့လာတော့ပြောတာဆိုရတဲ့အားလုံးကဒီမဟုတ်ကဟာတွေပညာတတ်လို့ဘာလို့လဲဒါပေမဲ့ပညာတတ်ပြီးတော့ပညာတုံးလို့အဲ့လိုကောင်မျိုးတွေ soft copy အဲ့ဒါအခုသူပြောနေတာတွေကဘာမှနားလဲတာမဟုတ်ဘူးအဲ့ကောင်တွေနိုင်ငံခြားသွားတော့ကလည်းသွားတာဒုက္ခတွေနဲ့သွားတာဒါမှတကယ်စစ်မှန်တဲ့ဒုက္ခတွေမဟုတ်ဘူးသူတို့သွားတာတော့မင်းဥရုပါလို့ဆိုတာကနိုင်ငံခြားကိုအမေရိကန်ကိုသွားနိုင်အောင်လို့သူတို့ကနေအိစရာနေလာပြီးတော့သူတို့ခါလဲအဲ့မှာသူတို့အဖေမိတွေကဒီခွက်ကဒုက္ခတဲ့စခန်းတွေဝင်တယ်ဒါပေမဲ့ကရင်ဒုက္ခတွေမဟုတ်ဘူးသူတို့တွေကဗမာပြည်ကနေပြီးတော့နိုင်ငံခြားသွားခြင်းလို့ဝင်ပြီးတော့အခါလဲခွက်ကလုတ်ဒုက္ခတွေထဲမှာဒုက္ခတွေအမိခံပြီးတော့အဲ့ဒီကနေပြီးတော့အမေရိကဘာလို့ထွက်သွားတာအခုမှလာပြီးတော့ပြန်လာပြီးတော့စော်ကြပြန်လုပ်နေတယ်ကရင်တော်လာရေးရဲ့အပြုဖို့တနာပေါ့ပါနားမလဲဘူးကျေးဇူးတရားကိုနားမလဲဘူးအခုမှပညာတတ်တော်ဘာလို့နဲ့ပညာတတ်လူတုံးပညာတတ်လူမိုက်ဆိုအဲ့ဒီကောင်တွေပဲအဲဒါကြောင့်မလို့ဒီနေ့ဒီချိန်ကမှကရင်လူမျိုးတွေအတွက်တကယ်ရဲနဲ့ရက်တီရဲတဲ့ခေါင်းဆောင်တွေကရင်အကျိုးအတွက်လောက်တဲ့ခေါင်းဆောင်တွေဟို Roger King တို့လိုအဲ့ဒီ NCA အကောင့်တွေလိုမဟုတ်ဘူးဒါကိုလည်းဗမာသိရဒီကောင်တွေကိုသူတို့မြားခွက်နဲ့ဟိုလှုပ်ပြီးတော့ကရင်တောင်းတိုင်းကိုဖျက်ဆီးမှာဒီကောင်တွေကိုသုံးပြီးတော့အဲ့လိုကမျိုးတွေကကိုယ်ကရင်လူမျိုးပေါ်တော့မှတက်တာမရှိရင်ဘယ်လူမျိုးပေါ်မှာတက်တာရှိတဲ့ကောင်မဟုတ်အဲ့ဒါမင်းအောင်လာတို့ကမင်းတို့နဲ့လာပြီးတော့ဒီကောင်တွေလက်ပြီးဖက်တယ်ဆိုတော့ကဒီကောင်တွေကစစ်မှန်တဲ့ငင်းချိုင်းကိုလိုချင်တော့မဟုတ်ဘူးလှုပ်ရှားဖို့လာတာသူတို့ကရင်လူမျိုးတွေအတွက်ဘာမှလုပ်တဲ့ကောင်တွေမဟုတ်ဘူးဒီကနေ့ဒီကောင်တွေကအသိတရားရှိမယ်ဆိုလို့ရှိရင်တကယ်အမျိုးသားအတွက်လုပ်မယ်ဆိုလို့ရှိရင်ဒီလိုရွှေရင်းငွေတွင်းဖဲယုံနဲ့ဘာမှပတ်သက်ရမလို့ရတဲ့ပတ်စံတွေကလည်းအရင်ကလို centralization နဲ့သွားပြီးတော့ကော်တူလေးချောင်းဆေးရုံဆိုလဲဆေးရုံနော်စစ်တပ်ဆိုလဲစစ်တပ်လူနာဆိုလဲလူနာနောက်ပြောရတဲ့စိုက်ပြောရသူတို့ကတော့လောက်တော့အရင်ကပုံစံမျိုးကဗိုလ်ချုပ်ကြီးများတို့ခစ်တဲ့တော့ဒီလိုပဲဒီဖိုးကြီးမှာဘာမှမရှိကြဘူးရှင်းပြောလို့ရှိရင်တချို့ကပြောလိုက်တဲ့ဗိုလ်ချုပ်ကြီးများဟိုခင်းညလက်ထက်ကဗိုလ်ချုပ်ကြီးများက$1,000တန်းတောင်ကြီးရယူလာရောက်ပြောနေပောက်ကြရတယ်ဘာမှမရှိကြဘူးဒီလူကြီးတွေကျွန်တော်တို့နဲ့ထမင်းစားတယ်ငပိရည်နဲ့တိုးစရာလေးနဲ့ဟင်းလေးတမဲဒါပဲရှိတယ်သူဟင်းကလည်းဘယ်ရရတဲ့ဆင်းလဲသူဟင်းကသူ့အိမ်မှာမွေးထားတဲ့ကြက်တွေဘဲတွေဒါပဲရှိတယ်ဗိုလ်ချုပ်လာထူးလို့ဘာလို့လဲဆိုအတူတူပဲဘဒိုဘတင်လို့ဘာလို့ကရိုးတွေတကယ်စစ်မှန်တဲ့တော်လိုင်းရေးသမားတွေအခုလိုကြွားဝါနဲ့ယူကြောင်တခါတည်းဟိုပေါ်တယ်လို့ယူတယ်လို့ရှောက်လိုက်တဲ့ကောင်တွေမဟုတ်ဘူးအဲ့လိုလူမျိုးတွေနဲ့ဗိုလ်ချုပ်မင်းအောင်လာတော့အဲ့လိုလူမျိုးတွေနဲ့ဘာမှစစ်မှန်တဲ့ညီရင်မဖြစ်နိုင်ဘူးဒါတွေကဒါကိုကျွန်တော်ပြောနေတာခမားတို့ပုံမှာလည်းအဲ့ဒီကောင်တွေကစစ်မှန်တဲ့ကောင်တွေမဟုတ်ဘူးကရင်လူမျိုးတွေကလည်းဘယ်သူမှလည်းအဲ့ဒီကောင်တွေကိုလည်းရွေးကောက်တာလည်းမဟုတ်ဘူး Not by the people for the people ရစစ်မှန်တဲ့ဒီမိုကရေစီရလာတက်လာတာမဟုတ်ဘူးဒီကောင်တွေကသူတို့ကတော့၄ဆယ်အောင်လေး group လောက်ပြီးတော့တခါတည်းဟိုတာဝန်ခွဲပြီးတော့သူတို့ KNU နာမည်ယူပြီးတော့သူတို့လှုပ်သားနေမယုံရင်ကြည့်ဒီကနေ့ရွေးကောက်ပွဲလှုပ်ခိုင်းကြည့်ဒီကောင်တွေရောက်မှသူများဘာမလုပ်ဘူးမရွေးကောက်ဘူးရှင်းပြောဘယ်ကရင်မှဒီကောင်တွေမရွေးကောက်ဘူးဒီရင်းပြပနေကြဘယ်ကရင်မှဒီကောင်တွေကိုစီးမထည့်ဘူးရွေးကောက်ပွဲလှုပ်ခိုင်းကြည့်ဒီကောင်တွေကိုကဲဒါဆိုလို့ချင်းအခုလာမဲ့ဟိုမှာရွေးကောက်ပွဲလှုပ်ကြည့်နော်အဲ့ဒီဟိုက KNU Congress မှာလှုပ်လည်းမလှုပ်ရဘူးအခုတည်းပြောရမယ်ဒီကောင်တွေမလှုပ်ရဘူးလှုပ်လည်းလှုပ်မှာမဟုတ်ဘူးဒါပေမဲ့ဒီကောင်တွေသူတို့တခါတည်းဟိုဘာဝင်ကြီးညာဝင်ကြီးနိုင်ငံရေးဌာနအဲ့ထော်ဒီလို့ဆိုတဲ့ကောင်တွေကအချောင်သမားတွေရန်ကုန်ကလာပြီးတော့လူလေလာလှုပ်နေတာတော်လာရေးနေမြေမှာတော်လာရေးသမားတွေကဘာမှသူတို့ခင်ဗျာပြန်ပြောလို့မရဘူးဒီကောင်တွေကအပွားတွေပြီးတော့သူတို့ကစာလေးပေလေးတတ်တယ်နည်းနည်းပါးတဲ့လူလေလာလှုပ်နေတာကွာ BBC မှာပြောတဲ့ဟာတွေကလည်းပောက်ကြရတယ်ဒီကောင်တွေဟောဒီမင်းအခုမှတခါလဲနိုင်ငံမင်းကိုမင်းနိုင်ငံခြားရေးဝန်ကြီးပါညာမင်းလျှောက်ပြောနေတာမင်းထက်ငါအရင်ကငါလှုပ်လာတာဒါပေမဲ့ငါ့ကိုဗိုလ်ချုပ်များကမန္တပြောကြားပြီးနောက်ပိုင်းပြန်ပြီးဟိုတတ်မှတ်6ကိုပြန်ဆုတ်သွားတဲ့ခါမှာဗိုလ်ချုပ်များငါ့ကိုနိုင်ငံခြားရေးဝန်ကြီးလောက်ခိုင်းတယ်ငါမလုပ်ဘူးဘာလို့မလုပ်လဲယူလည်းမယူဘူးဘာလို့လဲကရင်မြိတ်နဲ့မြက်ခွက်ကရင်စစ်သားတွေလည်းဖယိုဖယဲတခါတဲ့ဒုက္ခရနဲ့ရန်သူကထိုးခွားနေတဲ့အချိန်မှာငါ့ကိုသူများလောက်ခိုင်းတယ်ကျွန်တော်ပြောတယ်ဗိုလ်ချုပ်များဘာတီကျွန်တော်မလုပ်ပြစေနဲ့အခုဘာလို့မလုပ်ပြစေနဲ့ဆိုတာကကျွန်တော်ကရင်လူမျိုးတွေမြိတ်နဲ့မြက်ခွက်နဲ့စစ်သားတွေလည်းဖယိုဖယဲနော်အဲ့လိုဖြစ်နေတဲ့အချိန်မှာ
ဒီကနေ့ကျွန်တော်တို့ဦးစားပေးရမယ်ဟာပါလေပြန်ပြီးတော့ခိုင်မာအောင်ပြန်တည်ဆောက်ဖို့တတ်တယ်ရောလူလူရောအားလုံးအေးအေးဆေးဆေးပြန်ပြီးတော့ဖြစ်ကျွန်တော်စူးစမ်းခဲ့တဲ့ဒါတွေကနောက်ကရင်ဒုက္ခတွေကိုတခါလေဝင်းကြီးချုပ်ထွန်လီဖိုင်တို့ဘာလို့အတိမပြအောင် UN အတိမပြအောင်ဆိုကျွန်တော်ပဲလုပ်ခဲ့တာကျွန်တော်ရဲ့ထိုင်ရဆရာတွေရာဝေးဖုံးတို့ဝင်းကြီးချုပ်ထွန်လီဖိုင်ကိုဟိုမှာတပြောတယ်အဲ့ဒါငါဆိုလိုချင်တာမင်းထက်ငါအရင်လောက်လာတယ်ငါရာထူးမလုပ်မယူပဲနဲ့လေငါလောက်လာတယ်ငါလောက်လာတဲ့အကျိုးတွေကလည်းအခုကင်ဒီမျိုးတွေကဘာလုံးရောက်သွားတယ်တကဘာလုံးရောက်သွားတယ်ကင်ဒီမျိုးတွေအကျိုးဖြစ်ရတယ်ငင်းငိုင်းရဘယ်လိုလုပ်တယ်ထောင်းနေမင်းလက်တာမဟုတ်ဘူးငါလောက်တာကငင်းငိုင်းကငါနဲ့ဘုံနဲ့တားတို့ဆရာလည်းမူးတို့ဟိုတို့ဘာလို့တကက်စစ်မှန်တဲ့ငင်းငိုင်းဘာမှလည်းကိုကြိုးမကြည့်ပဲနဲ့ငါတို့ကလောက်တာငါတို့တိုက်ပြီးလူတွေကရင်နေအေးစစ်စစ်နေနိုင်တယ်စားနိုင်တယ်တောက်နိုင်တယ်ဗမာအစိုးရလည်းစိတ်အေးချမ်းမယ်ဒီတွေလည်းတယောက်နဲ့တယောက်သတ်တာဖြတ်တာမရှိတော့ဘူးဒီလိုစိတ်ကြတဲ့ငါတို့လောက်လာတာမင်းတို့လိုတခါတည်းဟိုအချောင်းသမားတွေရန်ကုန်ကရောက်လာပြီးတော့တခါလဲတော်လာရေးနေမြေပေါ်မှာလာပြီးလူတွေလောက်တဲ့ကောင်တွေမဟုတ်ဘူးငါအားလုံးကိုအလေးထားပါတန်းတူညီညီမျှထားပါဘုံတီးတဲ့စိတ်တွေမလောက်ပါနဲ့ဗမာလူမျိုးတွေလည်းကျွန်တော်တို့ရန်သူတို့သဘောမထားသလိုကရင်တွေလည်းမထားပါနဲ့ဒါပေမဲ့အခုဗမာပြည်မှာဖြစ်နေတာကဗမာနဲ့ကရင်နဲ့ပြဿနာလည်းမဟုတ်ဘူးတိုင်းသားနဲ့ဗမာနဲ့ဖြစ်နေတဲ့ပြဿနာလည်းမဟုတ်ဘူးဘာမဟုတ်တဲ့လူတစုအာဏာယူပြီးတော့တခါတဲ့တတ်မဲ့မောပြီးတော့ဝေစုခွဲနေတဲ့တိုင်းသားကိုနှိပ်စက်ပြီးတော့ဝေစုခွဲနေတဲ့ဥစ္စာတွေနော်မတမာသူတွေကြောင့်ဒီနေ့တိုင်းသားဒေသတွေမှာရောကရင်နယ်မှာရောအကုန်လုံးပြဿနာတွေကဖြစ်နေတာအဲဒါကြောင့်မလို့ဒါသူတို့ရဲ့နောက်ဆုံးချိန်ရောက်လာပြီတိုးတော့ကျွန်တော်ပြောချင်တာကအဲ့ဒီဖော်နီတို့လိုအကောင်မျိုးတွေသူတို့international ဘာနဲ့လာပြောတဲ့မင်းယူနေတာထော်နီမင်းကိုမင်း international ဘာနဲ့လာပြီးအကြောင်းပြရထင်တာကရင်တွေကယုံမယ်နေထင်တာကရင်တွေကနားမလည်ဘူးမင်းထင်တာဒီနေ့ကရင်တွေကတကဘာလုံးမှာရှိနေကြတယ်ကဘာရဲ့ international ဖွဲ့စည်းပုံရဲ့ international ဒီရွေးကောက်တာတွေကဘလို့နီးလဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းသူတို့လှုပ်လာခဲ့တယ်ဒီကြားထဲမှာစောကပီဆိုတဲ့ကောင်ကလည်းအမေရိကန်မှာသူတောင်းစရာဘာညာဆိုပြီးတော့လာတော့ပြောတာဆိုရတဲ့အားလုံးကဒီမဟုတ်ကဟာတွေပညာတတ်လို့ဘာလို့လဲဒါပေမဲ့ပညာတတ်ပြီးတော့ပညာတုံးလို့အဲ့လိုကောင်မျိုးတွေစောကပီအဲ့ဒါအခုသူပြောနေတာတွေကတော့ဘာမှနားလဲတာမဟုတ်ဘူးအဲ့ကောင်တွေနိုင်ငံခြားသွားတော့ကလည်းသွားတာဒုက္ခတွေနဲ့သွားတာဒါမှတကယ်စစ်မှန်တဲ့ဒုက္ခတွေမဟုတ်ဘူးသူတို့သွားတာတော့မေဥတို့ဘာလို့ဆိုတာကနိုင်ငံခြားကိုအမေရိကကိုသွားနိုင်အောင်လို့သူတို့ကအေးစရာတွေလာပြီးတော့သူတို့ခါလဲအဲ့မှာသူတို့အဖေမိတွေကဒီခွက်ကဒုက္ခတဲ့စခန်းတွေဝင်တယ်ဒါပေမဲ့တရင်ဒုက္ခတွေမဟုတ်ဘူးသူတို့တွေကဗမာပြည်ကနေပြီးတော့နိုင်ငံခြားသွားခြင်းလို့ဝင်ပြီးတော့အခါလဲခွက်ကလုတ်ဒုက္ခတွေထဲမှာဒုက္ခတွေအမိခံပြီးတော့အဲ့ဒီကနေပြီးတော့အမေရိကဘာလို့ထွက်သွားတာအခုမှလာပြီးတော့ပြန်လာပြီးတော့စော်ကြပြန်လုပ်နေတယ်ကရင်ဒေါ်လာရေးရဲ့အပြုဖို့တနာပေါ့ပါနားမလဲဘူးကျေးဇူးတရားကိုနားမလဲဘူးအခုမှပညာတတ်တော်လို့ဘာလို့နဲ့ပညာတတ်လူတုံးပညာတတ်လူမိုက်ဆိုအဲ့ဒီကောင်တွေပဲအဲဒါကြောင့်မလို့ဒီနေ့ဒီချိန်ကမှကရင်လူမျိုးတွေအတွက်တကယ်ရဲနဲ့ရက်တီရဲတဲ့ခေါင်းဆောင်တွေကရင်အကျိုးအတွက်လောက်တဲ့ခေါင်းဆောင်တွေဟိုရောဂျာကင်တို့လိုအဲ့ဒီ NCA အကောင့်တွေလိုမဟုတ်ဘူးဒါကိုလည်းဗမာသိရဒီကောင်တွေကိုသူတို့မြားခွက်နဲ့ဟိုလောက်ပြီးတော့ကရင်တောင်တိုင်းကိုဖျက်ဆီးမှဒီကောင်တွေကိုသုံးပြီးတော့အဲ့လိုကမျိုးတွေကကိုယ်ကရင်လူမျိုးပေါ်မှာတစ္ဆာမရှိရင်ဘယ်လူမျိုးပေါ်မှာတစ္ဆာရှိတဲ့ကောင်မဟုတ်အဲ့ဒါမင်းအောင်လာတို့ကမင်းတို့နဲ့လာပြီးတော့ဒီကောင်တွေလက်ပြီးဖက်တယ်ဆိုတော့ကဒီကောင်တွေကစစ်မှန်တဲ့ငင်းချိုင်းကိုလိုချင်တော့မဟုတ်ဘူးလှုပ်ရှားဖို့လာတာသူတို့ကရင်လူမျိုးတွေအတွက်ဘာမှလုပ်တဲ့ကောင်တွေမဟုတ်ဘူးဒီကနေ့ဒီကောင်တွေကအသိတရားရှိမယ်ဆိုလို့ရှိရင်တကယ်အမျိုးသားအတွက်လုပ်မယ်ဆိုလို့ရှိရင်ဒီလိုရွှေရင်းငွေတွင်းဖဲယုံနဲ့ဘာမှပတ်သက်ရမလို့ရတဲ့ပတ်စံတွေကလည်းအရင်ကလို centralization နဲ့သွားပြီးတော့ကော်တူလေးချောင်းဆေးရုံဆိုလဲဆေးရုံနော်စစ်တပ်ဆိုလဲစစ်တပ်လူနာဆိုလဲလူနာနောက်ပြောရတဲ့စိုက်ပြောရသူတို့ကတော့လုံးဝအရင်ကပုံစံမျိုးကဗိုလ်ချုပ်ကြီးများတို့ခစ်တဲ့တော့ဒီလိုပဲဒီဖိုးကြီးမှာဘာမှမရှိကြဘူးရှင်းပြောလို့ရှိရင်တချို့ကပြောလိုက်တဲ့ဗိုလ်ချုပ်ကြီးများဟိုခင်းညလက်တဲ့တော့ဗိုလ်ချုပ်ကြီးများက$1000တန်းတောင်ကြီးအယူလာရောက်ပြောနေပောက်ခဲ့ရတယ်ဘာမှမရှိကြဘူးဒီလူကြီးတွေကျွန်တော်တို့နဲ့ထမင်းစားတယ်ငပိရည်နဲ့တိုးစရာလေးနဲ့ဟင်းလေးတမဲဒါပဲရှိတယ်သူဟင်းကလည်းဘယ်ရရဆင်းတယ်သူဟင်းကသူ့အိမ်မှာမွေးထားတဲ့ကြက်တွေဘဲတွေဒါပဲရှိတယ်ဗိုလ်ချုပ်လာထူးလို့ပါလို့ဆိုအတူတူပဲဘဒိုဘသိန်းလို့ပါတော့ရိုးတွေတကယ်စစ်မှန်တဲ့တော်လိုင်းရေးသမားတွေအခုလိုကြွားဝါနဲ့ယူကြောင်တခါတည်းဟိုပေါ်တယ်လို့ယူတယ်လို့ရှောက်လိုက်တဲ့ကောင်တွေမဟုတ်ဘူးအဲ့လိုလူမျိုးတွေနဲ့ဗိုလ်ချုပ်မင်းအောင်လာတော့အဲ့လိုလူမျိုးတွေနဲ့ဘာမှစစ်မှန်တဲ့ညီမဖြစ်နိုင်ဘူးဒါတွေကဒါကိုကျွန်တော်ပြောနေတာခမားတို့ပုံမှန်လဲအဲ့ဒီကောင်တွေကစစ်မှန်တဲ့ကောင်တွေမဟုတ်ဘူးကရင်လူမျိုးတွေကလည်းဘဒူးမှလည်းအဲ့ဒီကောင်တွေကိုလည်းရွေးကောက်တာလည်းမဟုတ်ဘူး No by the people for the people ရစစ်မှန်တဲ့ဒီမိုကရေစီရလည်းတက်လာတာမဟုတ်ဘူးဒီကောင်တွေကသူတို့ကတော့၄50ယောက်လေး group လုပ်ပြီးတော့တခါတည်းဟိုတာဝန်ခွဲပြီးတော့သူတို့ KNU နာမည်ယူပြီးတော့သူတို့လှုပ်သားနေမယုံရင်ကြည့်ဒီကနေ့ရွေးကောက်ပွဲလှုပ်ခိုင်းကြည့်ဒီကောင်တွေတော့ရောက်မှသူများဟောမလုပ်ဘူးမရွေးကောက်ဘူးရှင်းပြောဘယ်ကရင်မှဒီကောင်တွေမရွေးကောက်ဘူးဒီရင်းပြပနေကြဘယ်ကရင်မှဒီကောင်တွေကိုစီးမထည့်ဘူးရွေးကောက်ပွဲလှုပ်ခိုင်းကြည့်ဒီကောင်တွေကိုကဲဒါဆိုလို့ချင်းအခုလာမဲ့ဟိုမှာရွေးကောက်ပွဲလှုပ်ကြည့်နော်
အဲ့ဒီဟိုသာ KNU Congress မှာလုံးလည်းမလုံးရဘူးအခုတည်းပြောထားမယ်ဒီကောင်တွေမလုံးရဘူးလုံးလည်းလုံးမှာမဟုတ်ဘူးဒါပေမဲ့ဒီကောင်တွေသူတို့ကိုတို့တခါတည်းဟိုဘာဝင်ကြီးညာဝင်ကြီးနိုင်ငံရေးဌာနအဲ့ထော်ဒီလို့ဆိုတဲ့ကောင်တွေကအချောင်သမားတွေရန်ကုန်လာပြီးတော့လူ